ကျွန်တော်ဒီနေ့မှာတော့အခုဖောက်မှာဖြစ်ပါတယ်ကျွန်တော်မှရှိသလောက်လေးနေပေါ့အဲ့လေစကင်ကြီးကတော့ကျွတ်စီနော်မိုက်ကဲဖောက်ပြီကွာဘာပေါက်လဲဘလာသာတော့ပဲရှိုးလိုက်တော့သူ့ရဲ့ draw ပုံစံမသိရင်တနက်ပြောင်းသွားနေကြည်စံထွက်လာတဲ့ပုံစံမျိုးလေးဒီကန်လေးပေါက်တာတော့ဆိုးတော့မဆိုးပါဘူးပြန်တော့ရောင်းလို့ရသေးလို့တော်သေးအဲ့ ID ကတ်တွေကိုကျွန်တော်ပေးသလားမမေးနဲ့2ကတ်3ကတ်ဆယ်ကလဲမှဒီလိုကန်စကင်လေးတစ်ခုပေးရင်တော့တိတ်တော့ကီးမကိုက်ဘူးဗျာအဲ့လိုတစ်ခုပဲပေးရင်တော့ရင်းနဲ့ထမင်းနဲ့နှစ်ပါးသွားလိမ့်ဒီဘက်မှာကောင်းတဲ့ချက်ကဒီဘက်မှာဖောက်တဲ့ကန်စကင်တွေကိုပြန်ရောင်းလို့ရတာဒီမှာကျွန်တော်ရောင်းတာဆိုရင် crystal 50ရရဗျာအဲ့ဒါနဲ့ဘာတွေလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ချက်ကြည့်မယ်ဗျာဒီမှာဆိုရင်ကျွန်တော်တို့အပေါ်ဆုံးမှာဆိုရင် crystal 1500ပြည့်ရင် gun skin လဲလို့ရမယ်ဗျာဒီမှာဆိုလဲဒီပြန်ရောင်းလို့ရတဲ့ skin လေးတွေဝယ်လို့ရမယ်15ခုကျွန်တော်ဝယ်ပြမယ်ဗျာဝယ်လိုက်ပြီပြီးရင်အကောင်ပြန်ရောင်းမယ်ဗျာအကောင်ပြန်ရောင်းမယ်ဆိုရင်20ပြန်ရမယ်future လေးရတော်တော်လေးမိုက်တယ်ဆိုပေမဲ့လို့ဆယ်ကလှဲ့မှာ gun skin တစ်ခုလာပေါက်ရင်တော့ရင်းနဲ့ထမင်းနဲ့ရတော့ကျိန်းနေသွားမှာပဲဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပဲဗျာ brother တို့ရောဘယ်လိုသဘောရလဲဖောက်မှာလားမဖောက်ဘူးလား brother တို့ဖောက်ချင်လို့ကန်ဒီလိုရင်ကျွန်တော်စီမှာလာဝယ်လို့ရရင်နော်